ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟာမြန်မာနိုင်ငံအာကန်ဒေသရဲ့မူလဗုဒ္ဓတိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တဲ့1960နှစ်နောက်ပိုင်းအာနာရှင်ကြီးဦးနဝင်းကစာ၍KSSစေအာနာရှင်တွေကြီးကြီးစုခဲ့တဲ့အစိုးရကိုယ်တိုင်စနိုက်တကြဂျီနိုဆိုက်ရှုံးလုံးနေတာကိုမိဘပြည်သူများသိကြဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ရခိုင်တိုင်းသားများဟာဆိုလို့ရှိရင်ကျွန်တော်တို့နဲ့ရေကိုမောင်နှမလိုဖြစ်တဲ့အတွက်ဆီအာနာရှင်များရဲ့တွေ့တူလုံးစုံမှုများကြောင့်သူတို့ရဲ့ပယောဂကြောင့်ရခိုင်ဝင်ကြရေကိုအရှင်းရှင်းတဝဘပေါ်တဝမငင်းချင်းယုံကြည်မှုများဖြစ်ပေါ်လာစေကအပြားလားရန်သူတပွဲဆုံးမြင်နေတာကိုဝမ်းနေစွာတွက်နေကြားသိနိုင်ရပါတယ်ဟုတ်ပြီကျွန်တော်တို့စီတမြဲရည်နဲ့တရေရည်တောင်းပြီးနေမများစွာသူရှင်တွေနေတိုင်းခဲ့တဲ့တစ်တေတာရကတွေလည်းရှိခဲ့တယ်အနာကအကန်တွေကိုတိဆောက်ရှိရင်နိုင်ငံတကာဆင်းမီပုံမှုတောတဲ့ဇေရှင်ပန်းမျိုးစုံချေတဲ့ဥယျာဉ်တပွဲလုံးရှင်လူမျိုးဘာသာအတအရာနေရတဲ့တာမခွဲကြပဲတန်းတူရည်တူအခွင့်အရေးရှိဖို့လိုအပ်တယ်ကျွန်တော်တို့ဝန်ကြနာကိုဘေးဘေးထားပြီးအနာကအကန်တွေကိုပြန်တည်ဆောက်ရှင်တဲ့ကောင်းဆောင်ခြင်းများ၏အိမ်မက်သည်တေတော်မှအောင်မင်းမဟုတ်ကြောင်းကိုလည်းသိစေလိုပါတယ်ဦးစုံကျုပ်ကိုမြေပွားတင်ပြီးမောင်းနေသောလမိုင်းကြီးကဲသောမဖြစ်ပဲနှစ်ဖက်ကောင်းဆောင်ခြင်းများစီလုံးညညွတ်စွာတဟဇာရရှိအပြန်အလှန်နားလည်မှုအကျင့်ဖြင့်ပေါင်းသင်းဆက်ဆံနေတိုင်းနိုင်မှဘုံရန်သူကိုရှမ်းမုံနိုင်ကအာရကန်ပြေဤအေရှန်ဒါယာဝပြောမှုကိုကျွန်တော်တို့တည်ဆောက်နိုင်မှာဖြစ်ပါတယ်လူကြီးမိဘများခင်ဗျာစစ်ကောင်စီမယုံသားသောဒလီလက်ကန်ရဲ့အစီအစဉ်ကိုသုံးသက်စီစဉ်ဖို့အချိန်ရောက်နေပါပြီအဲ့ဒါတွေကဘာလဲဆိုလို့ရှိရင်စစ်ကောင်စီကဝါဒပြန်ပြီးတော့ NBC ကတုံးပဲမယ်ဘာယာလုံးပဲမယ်အချင်းစကန်လို့တုံးပဲမယ်အချင်းစကမှာနလနဲ့တိုင်းရမယ်ဆိုပြီးဝါဒပြန်နေတာကိုလူကြီးမင်းတို့ရှားသိမှာပါဟုတ်ပြီ NBC ဒီနိုင်ငံသားများကနိုင်ငံသားရှောက်ရလွယ်တဲ့ကပ်ဖြစ်တဲ့ဒေါက်တာစုပိုင်ကလည်းရှင်းပြပြီးပြီ NBC ဆိုတဲ့ဟာကိုကျွန်တော်တို့မှာလုံးဝလက်ကနိုင်ကြအချောင်းမရှိတဲ့ကတ်တကိုဖြစ်တယ်ကျွန်တော်တို့နဲ့မသက်ဆိုင်တဲ့ကက်လက်ဖြစ်တယ်ဟုတ်ပြီကျွန်တော်တို့စီနိုင်ငံသားများမဟုတ်စေအတွက် NBC ကိုကိုင်ဆောင်ရလုံးဝမလွယ်ပါဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်မွေးရပါနိုင်ငံသားများဖြစ်တဲ့အတွက်ပန်းရောင်ကပြပဲပန်းရောင်ကပြပန်းရောင်နိုင်ငံသားကပြကိုပဲသူတို့မှတုတ်ပေးရမယ်လာဘူးကောင်ဂျာစကန်ဆိုပြီးအမီတက်တဲ့ကတိနာစီအရှင်းစကန်ကိုကျွန်တော်တို့မပြန်ရှင်းပါဘူးကျွန်တော်တို့ပြန်ရှင်းတာကကျွန်တော်တို့ရဲ့မူလနိုင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့မူလဇာတိမြေဖြစ်တဲ့ချဲရွာကိုပဲကျွန်တော်တို့အများဆုံးပြန်ရှင်းပါတယ်မိမိစံတော်အလျောက်ပြန်ရှင်းတဲ့နေရာမှာလည်းပဲမိမိစံတော်အလျောက်ဂုဏ်သိက္ခာရှိပြန်နိုင်ဖို့နဲ့လုံခြုံရေးအမကန်ချရှိတဲ့စိတ်ချလို့ရတဲ့အနေတော်ရအောင်တာဝန်ရှိသူများအနေနဲ့အများဆုံးပန်းတီးပြီးအများဆုံးပြန်နိုင်အောင်ဆောင်ရွက်စေရှင်ပါတယ်ကျွန်တော်တို့ဒီဒုက္ခတိဘဝကိုကျွန်တော်တို့နောက်တက်ပြီးတော့မှမလိုတော့ပါဘူးကျွန်တော်တို့ရဲ့ဘုံမြတ်ဖြစ်တဲ့ဇာတိအာကံတွေကိုကျွန်တော်တို့အများဆုံးပြန်ရှင်ပါတယ်ဒါတွေကျွန်တော်တို့အများဆုံးပြန်နိုင်အောင်တာဝန်ရှိတဲ့နိုင်ငံတကာဖွဲ့စည်းတွေဖြစ်တဲ့ကမ္ဘာကုလသမဂ္ဂဖွဲ့စည်းတွေမြန်မာနိုင်ငံမှာရှိနေတဲ့ရခိုင်တွေကိုအုပ်ချုပ်စွမ်းမှုနေတဲ့ရခိုင်တိုင်းသားခေါင်းဆောင်တွေတခြားစစ်ကောင်စီအဖွဲ့ဝင်တွေတ
ကြဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ဘင်္ဂလားဒေ့ရှ်အစိုးရပုံဝင်တွေအားလုံးပုံနေတော့မှာကျွန်တော်တို့ရဲ့ determination အတွက်ကျွန်တော်တို့ပြန်နိုင်ဖို့အတွက်ကိုမြေကိုဒေတာကိုဇာတိကိုပြန်နိုင်အောင်အများဆုံးလုပ်စေချင်ပါတယ်ဟုတ်ပြီကျွန်တော်ကဒီလိုပဲပြောချင်ပါတယ်အချိန်လည်းမရှိလို့ဟုတ်ပြီကျေးဇူးတင်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝါရဟ်မတ်တူလာ